Lioli ဆိုတာကဟင်းလျံပေါ့နော်ဟင်းလျံနဲ့ပတ်သက်ပြီးတော့ဒီနေ့လေ့လာတော့မှာဖြစ်ပါတယ် Okay 一番は丼ဆိုတာကပကံလုံးခန်းကြည့်ပါနောက်ကဒွန်းဆိုတာလည်းပကံလုံးပဲသူ့ဝင်ရမိတာကျွန်တော်မရှိဘူး丼တဲ့ကောင်းအောင်တာပဲလို့ပကံလုံးဖြစ်ထမင်းစားတယ်ပေါ့နော်丼တဲ့ကောင်းအောင်တာပဲလို့ပကံလုံးနဲ့ထမင်းစားတယ်အတော့ကတန်တွန်းဆိုတာကဒီဂျပန်မှာရှိတယ်ပေါ့ထမင်းပေါ်မှာတန်ပူရာတွေတင်ပြီးစားတယ်ပကံလုံးပေါ့နော်ဥမာပကံလုံးရှိမယ်ထမင်းရှိမယ်အဲ့ထမင်းပေါ်မှာတန်ပူရာတင်တယ်အဲ့လိုစားတဲ့ဟာမျိုးပေါ့နော်အဲ့カストンဆိုတာကカストンဆိုတာကသူထမင်းပကံလုံးရှိမယ်ထမင်းရှိမယ်အဲ့ပေါ်မှာအသားကိုကြိတ်ပြီးချက်ထားတဲ့အဲ့လိုဟင်းပွဲမျိုးပေါ့နော်ဒါဂျပန်ခေါ်ပေါ့သူဟင်းပွဲမျိုးပေါ့နော်အဲ့ဥနာတွန်ဆိုတာကငရှင်းနဲ့ချက်ထားတဲ့ဟင်းပေါ့ငရှင်းပေါ့နော်ငရှင်းရဲ့ပြီးရင်ထမင်းပကံလုံးရှိမယ်ထမင်းရှိမယ်ပြီးရင်အပေါ်မှာငရှင်းဟင်းပါတယ်ပေါ့နော်အဲ့လိုမျိုးပကံလုံးလေးရှိမယ်နော်တကယ်လို့ကိုကမသိဘူးဆိုလို့ရှိရင်ဥနာတွန်ခါဆုတွန်ဆိုပြီးတော့ Google မှာရရှာရေးလိုက်လို့ရှိရင်အမှအဲ့ဒါနဲ့ပတ်သက်တဲ့ပုံတွေထွက်လာလိုက်ပြီနော်အဲ့အတော့ကရှိရုခန်းကြီးဆွဲချက်၅ချက်ပါမယ်ရှိရုခန်းကြီးရှိရုကကျတော့ဟင်းဂျိုသူ့ရဲ့ on ရမီကကျတော့ဂျိုဟဲ့မီဆိုရှိရုဆိုတာလေမီဆိုဆိုတာဟင်းဂျိုပဲမီဆိုရှိရုဆိုတာဟင်းဂျိုဖုကုနီရာမနောရှိရုကဆွီတာဖုကုဆိုတာကဒီအဝိစာပေါ့နော်အဝိစာတွေမှာဒီရာမန်ရဲ့ဟင်းဂျိုကခဆွီတာဆိုတာကဟင်းဂျိုစွန်းထင်းသွားတယ်ပေါ့နော်အင်ကြီးပိုင်းရာမန်ရဲ့ဟင်းဂျိုစွန်းထင်းသွားတာပြောချင်တာကာဂျူယခုပါဆန်ကာဂျူယခုပါဆန်ဆိုတာကပြောမှဆိုလို့ရှင်ဒီတစ်တီးဖြော်ရည်ဒီမှာတစ်တီးဖြော်ရည်ပလင်းတွေမှာတစ်တီး 100% ပါတယ်ဆိုတော့ပြောပါတယ်ဆိုတာမျိုးเนาะအဲ့လိုမျိုးပြောချင်တယ်ဟာမှာတုံးတယ်ဖြော်ရည်မှာတစ်တီး 100% ပါတယ်အဲ့ဒါဆိုလို့ရှင်ကာဂျူယခုဂျူပါဆန်ဆိုပြီးတော့ပြောတယ်ဟဲ့အတော့မိုရုကန်ဂျီဆွဲချက်ကဆက်ချက်ရှိမယ်မိုရုစာကာရုစက္ကန်စေးသူ့အုံယမီယာစေးဂျောမိုရုဆိုတာကကျတော့ပြေးရှောင်အောင်ထည့်တာနော်မိုရုဆိုတာပြေးရှောင်အောင်ထည့်တာစာကာရုကကျတော့စီပင်ဝပြောတာပြီးစက္ကန်ကျတော့တွင်ကျဲတာနော်သူ့ရဲ့အုံယမီယာစေးရှိမယ်ကြောရှိမယ်ချာဝန်နီကောဟန်ကိုမိုရုချာဝန်နဲ့ကောဟန်ကိုမိုရုဆိုတာကဒီထမင်းထည့်စားတယ်ပေါ့နော်သူတို့မှာဂျပန်ဒီမှာဆိုလို့ရှိရင်ချဝန်ဆိုတဲ့ပကံလုံးတွေရှိတယ်အဲပကံလုံးနဲ့ထမင်းကိုယူထည့်စားတယ်ပေါ့နော်အတော့ကအိုးမိုရီကကြတော့အိုးမိုရီကပွဲကြီးတော့ဒီမှာဆိုလို့ရှိရင်ပွဲကြီးရှိမယ်ပွဲလက်ရှိမယ်ပွဲသေးရှိမယ်အဲဒီမှာအိုးမိုရီဆိုရင်ပွဲကြီးအတော့မွေးစကားရုဟိုနိုမွေးစကားရုဟိုနိုဆိုတာကကြတော့မွေးလို့ဆိုတာကမီးလောင်တာလေစကားရုဟိုနိုတို့မီးတောင်းလောင်နေတယ်ပေါ့နော်ပြောမှဆိုလို့ရှိရင်ပြည့်ရှံနေတော့မီးတောက်တွေအများကြီးလောင်နေတယ်ပေါ့မွေးလို့စကားရုဟိုနိုဆိုတာလေဒါမီးလောင်တာပဲခံကြည့်ပဲစကားရုဆိုတာကပြည့်ရှံနေမီးတောက်တွေအများကြီးပြည့်ရှံနေတော့မီးတောက်လောင်နေတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့အတော့စကန်ဒီတဲဖူရုဆိုတာကဒါကကျတော့ဒါတွင်ကြဲပေါ့နော်စကန်ဆိုတာတွင်ကြဲဆိုတော့တဲကိုလက်ကိုဖူရုလက်ကိုတွင်ကြဲလက်ကိုလှုပ်ရနေဆိုတော့ဘယ်လိုပြောမလဲစိတ်ပါလက်ပါလှုပ်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်စကန်ဒီတဲဖူရုစိတ်ပါလက်ပါလှုပ်တယ်စပိုချီ
sakana gakko ဖိုးကြီးဆိုတာကဒီအာကစားအာကစားနဲ့ပတ်သက်ပြီးတော့စာခန်းဆိုတာစာခန်းကတွင်တွင်ကြွယ်ကြွယ်ဖြစ်တဲ့ကကုတ်ကျောင်းဆိုတော့အာကစားနဲ့ပတ်သက်ပြီးတော့ထူးချွန်ပြောင်းများတဲ့ကျောင်းလို့ပြောလို့ရတယ်ပေါ့နော်စိတ်တိုင်းနာကခွန်ရှိကိစိတ်တိုင်းနာဆိုတာကကြတော့အိုးတာအိုးရခန့်ကြီးစိတ်တိုင်းနာဆိုတော့ကြီးကျယ်ခမ်းနားတဲ့ကခွန်ရှိကိဆိုတော့လက်ထက်မင်္ဂလာပွဲစိတ်တိုင်းနာကခွန်ရှိကိကြီးကျယ်ခမ်းနားတဲ့လက်ထက်မင်္ဂလာပွဲလို့ပြောတယ်ပြောမယ်ပေါ့နော်ဟန်ဂျော့တဲ့အီရူမီဆေဟန်ဂျော့တဲ့ အီရူမီဆေဆိုတာကကြီးပွားအောင်မြင်နေပေါ့နော်ကြီးပွားအောင်မြင်နေတဲ့ဆိုင်ပေါ့ပြောမဆိုရောင်းကောင်းနေတဲ့ဆိုင်ပေါ့အဲ့လိုမျိုးလည်းပြောလို့ရတယ်နော်အဲ့အတူကမာဂျီရူခန်းကြီးသူ့ရဲ့ဆွဲချက်ကဆက်တစ်ချက်ရှိပါနော်မာဂျီရူမာဇာရူမာဇဲရူခိုမှုသူ့အုံရမီရကြတော့ခွန်မာဂျီရူဆိုတာကရောနှောတယ်ဆိုတော့ကရေးပါတယ်ပေါ့နော်ပြောမှဆိုလို့ရှိရင်တတိဖြော်ရီတို့ပါတို့အဲ့လိုမျိုးပေါ့နော်ရောမာဇာရူကျော်နော်ဒီမာဇဲရူခုံမှုကကြတော့ကြက်ဒီလမ်းလေးပါကြက်လို့ရှိရင်မာဇဲရူပြီးခုံမှုနဲ့တုံးတယ်ခွန်ခုံမဲတော့နောက်ခါဒီမုခိကမာဂျီတေအီရူဒီဆန်ဒီထဲမှာဂျုံမုခိဆိုဂျုံတွေရောနှောနေတယ်ပေါ့နော်အဲ့လိုမျိုးရောနှောနေရမှာတုံးတယ်ယောကုမီဇဲရူယောနီခါခိမာဝါစုယောကုဆိုတာကောင်းကောင်းပါနော်မာဇဲရူယောနီခါခိမာဝါစုဆိုတော့ကဒီကြရောနှောအောင်မှုရထားတယ်ပေါ့ဒီကြရောနှောအောင်မှုရထားတဲ့ပုံမျိုးပြောတယ်ဟဲ့ခိုမုခိကိုတိုတာမခေါ်မာဇဲရူခိုမုခိကိုဆိုတော့ကဂျုံမှုတ်တွေနဲ့တာမခေါ်ဆိုတော့ကကျုပ်ကိုမာဇဲရူရောနှောထားတယ်ဒီပုံမျိုးပေါ့နော်contact edu dansha ဆိုတာဒီမှာဆိုခုံမှုဆိုတာကကြက်နေဆိုတော့ contact edu dansha ကြက်နေတဲ့ယထာပေါ့နော်ကြက်နေတဲ့ယထာခွန်ဆာဆိုဆိုတော့ကကြတော့ဖယိုဖဲဖြစ်တာနော်ဖယိုဖဲဖြစ်တာအဲ့လိုခွန်ရန်ကြတော့စိတ်ရှုပ်တာစိတ်ရှုပ်တယ်အတူကတိုခဲရူဆိုတာကပျော်ဝင်တာဒုက္ခဆုကကြတော့ဖြော်သည်ပေါ့နော်ဒါဂျီရိုရှိတို့တာလို့ရှိလို့ပုံစံမျိုးပေါ့နော်ဒုက္ခဆုဖြော်သည်ဒုက္ခကကြတော့အရေးပျော်သည်ပေါ့နော်ရေခဲအရေးပျော်သွားတာမျိုးပါမျိုးအဲ့လိုမျိုးတောင်းတယ်ဒီအုံရောင်မျိုးကကြတော့ယောရှိုးကမီဇူနီဒုက္ခရူစားကရေမှာဒုက္ခရူပျော်ဝင်သည်ရောမှာပျော်ဝင်သည်စားကရေမှာပျော်ဝင်သည်ခိုးရီကဒုက္ခရူဆိုတာကရေခဲကအရေးပျော်သွားသည်အဲ့လိုပြောနေမျိုးပေါ့နော်ဘာတာဒုက္ခဆုဆိုတာကထောပတ်ကပျော်သည်ပေါ့နော်ထောပတ်ပျော်တယ်လေမိပူပေးလိုက်ပျော်တယ်အဲ့လိုမျိုးပေါ့နော်အနိုကူကိုတုတ်ခုအနိုကူဆိုတာဆိုတာကပကြီးလေအနိုကူကိုတုတ်ခုဆိုတာကဒီပကြီးစီးရည်တွေရောဆက်တာပေါ့နော်ပကြီးစီးရည်တွေကိုဘယ်လိုပြောမလဲပကြီးစီးရည်တွေရောနှောတာပုံစံမျိုးပေါ့နော်အတရှိခရဆွန်နီတုခဲခုမှုအတရှိခရဆွန်နီတုခဲခုမှုဆိုတာကဘယ်လိုပြောမလဲခရဆွဆိုတာကအတန်းပေါ့အတန်းအတစ်ဒီမှာတုခဲစုခုမှုဆိုတာကပျော်ဝင်သည်ဆိုတော့ပြောမယ်အတန်းတစ်တွေဆိုအမှလိုက်လျောညီထွေစာနေတဲ့ပုံစံမျိုးကိုပြောလို့ရတယ်နော်ဟိုကိုအတန်းတစ်တစ်ခုရောက်ပါလို့ရှိရင်တသိန်းဆန်တဲ့ပုံစံမျိုးမနေပဲねလိုက်လျောညီထွေစာနေတဲ့ပုံစံမျိုးဆိုအဲ့လိုမျိုးဆိုရင်အတရာရှိခရဆုနေတုခဲခုမှုလို့ပြောတယ်ယောခန်းကြတော့ချော်ရီယောခန်းဒါအနောက်က အရှိကြောက်တုံးရဲ့ခန်းကြီးယောခန်းဆိုတာကကြတော့ချော်ရီအဲ့အတော့ကဖုခုမှုကြတော့ပေါင်းဆက်ပါဝင်တာဖုခုမဲရူပါဝင်သည်သူရဲ့အွန်ယောမီကကြတော့ခန်းနော်ဆွဲချက်ခုနှစ်ချက်ရှိမယ်ကိုချီနီမီဆိုဖုခုမှုဒီဗဇက်ထဲကိုရေ
တော့မစတဲ့ရေလောင်းထည့်တဲ့ပုံစံမျိုးပေါ့နော်အဲတလုံးချင်းပါတာပြင်ရင်တော့နည်းနည်းထောက်နေလိမ့်မယ်ခုချင်းနီမီဆိုဖုကုမှုပါဇက်ထဲကိုရေလောင်းထည့်တယ်ပေါ့ကျော်တန်ကဝါတာရှိကိုဖုကုမဲတဲ့ယောနေတာကျော်တန်ဒီညီကိုမောင်နှမတွေထဲမှာကျွန်တော်ကဖုကုမဲတဲ့ကျွန်တော်အပါဝင်ပေါ့နော်ဖုကုမဲတဲ့ကျွန်တော်အပါဝင်ရေ၄ယောက်ဖြစ်ပါတယ်ဂျူနီနီဝကာလူချန်မူကဖုကုမာလက်တဲ့ဤတို့ဒီနွားနုမှာဆိုလို့ရှိရင်ကက်ဆီယမ်တွေကပေါင်းဆက်ပါဝင်နေတယ်ပေါ့နော်နွားနုမှာကက်ဆီယမ်ပါဝင်နေတယ်ဆိုတာကိုပြောတာကန်ယူလျောဆိုတာကပါဝင်တယ်လျောအနောက်ကလျောဆိုတာပမာဏကန်ယူလျောဆိုတာကပါဝင်တဲ့ပမာဏလို့ပြောတယ်